Pan is calling ဖန်သွားကြမယ်လိုက်ခဲ့ကြပါဦးနော်ဘကိုကနေဖျားကြီးလမ်းဆောင်ရောက်တဲ့အခါမှာညာဘက်ကွေ့ပြီးတော့ဝေါ်လန်းချောင်းတိုင်းသွားရပါတယ်ညောင်ခါရှိ X3 gate မှာတော့ထုံးစံတိုင်းကားတွေပိတ်ခဲ့ပါတယ်စစ်တောင်းတရားမုတ်ပလင်ကိုဖျက်ကျော်ပြီးခဲ့တဲ့နောက်မှာတော့ကြိုက်ထူမြို့ပြီးတော့တထုံမြို့မှာဆိုရင်တော့ရွှေစာရဖျားကမြို့လေကောင်မှာတပ်ပယ်စွာနဲ့တည်ရှိနေပါတယ်စစ်စီဂိတ်ပေါင်းများစွာမြို့ဝင်ဂိတ်ပေါင်းများစွာကိုဖျက်ချော်ပြီးခဲ့တဲ့နောက်မှာတော့ဖန်အမျိုးကိုရောက်ရှိခဲ့ပါပြီ။မောင်လေးကအရေးပေါ်အလုပ်ကိစ္စပေါ်လာလို့သွားလိုက်ရတဲ့အတွက်ကြောင့်မို့လို့ဟိုတယ်ကတော့ walk in ရှာပြီးတော့ hotel boutique မှာပဲတက်ခဲ့ပါတယ်။အရေးပေါ်ထားတော့လိုက်ရတဲ့ခီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ရေပြီးတော့မောင်လေးကသူ့လုပ်ကိစ္စနဲ့လာတာမို့လို့ကိုရီသားမီကိုနေရာစုံလိုက်မပို့နိုင်တဲ့အတွက်ကြောင့်မို့လို့ဒီခရီးသွား group တွေကနေ review တွေရှာဖတ်ပြီးတော့ကိုဝေဖြိုးပိုင်နဲ့ပဲဒီတမနက်ကိုလဲခဲ့ပါတယ်မနက်၈နာရီလောက်ကနေနေ့လယ်၂နာရီလောက်ထိကိုဝေဖြိုးပိုင်ကနေရာစုံလိုက်ပို့ပေးခဲ့ပါတယ်ပထမဦးဆုံးအနေနဲ့ဒီဖအံ view point ပြီးတော့ရွှေမြော်ဖျားပြီးတော့လက္ခဏာကရွာကနေတဆင်းသွားတဲ့ကော့ခမိတ်တတာပြီးတော့အဲ့လမ်းတစ်လျှောက်မှာပဲရှိတဲ့ကော့ကတောင်ကူနဲ့စိတ်ဓာတ်ဒုက္ခရေခံအဲ့နေရာတွေကိုအရင်ဆုံးတွားရောက်လည်ပတ်ခဲ့ပါတယ်အဲ့နောက်မှာတော့စတန်ကူကိုရောက်ရှိခဲ့ပြီးတော့လေလဲစီးခဲ့ပါသေးတယ်ပြီးတော့ဓာတ်ပုံတွေလည်းအများကြီးရိုက်ခဲ့ပြီးတော့ဘယ်နေရာကိုဆက်သွားလဲဆိုလို့ရှိရင်ထွန်ပရိုင်တတာတစ္ဆာတိုင်းတတာလို့ခေါ်တဲ့နေရာကိုလည်းသွားခဲ့ပါတယ်ဖိုးတခိရွာကိုဝင်လဲခဲ့ပြီးတော့ဖိုးတခိစီတီမှာလည်းတပ်ပုံရိုက်ခဲ့ပါသေးတယ်အဲဒီနောက်မှာတော့ဒီဇွဲကဲပင်တောင်ချီမှာရှိတဲ့လုံမိန်နီဥယျာဉ်ကိုလည်းဝင်ပြီးတော့လဲပတ်ခဲ့ပါသေးတယ်လုံမိန်နီဥယျာဉ်မှာဆိုလို့ရှိရင်ဗုဒ္ဓဆင်ထုတော်ပေါင်းများစွာရှိပြီးတော့အင်ဂျင်ပန်အနက်တွေကလည်းမှုကြီးကြိုင်နေပါတယ်ကေဘယ်စီးဖို့ကတော့မိပြက်နေတဲ့အတွက်ကြောင့်မို့လို့လူလည်းမပြည့်တာနဲ့မစီးခဲ့ရပါဘူးပြီးတော့နောင်လုံတောင်ချားမှာလည်းဝင်ပြီးတော့ဗီဒီယိုရိုက်ခဲ့ပါသေးတယ်အဲ့နောက်မှာတော့ကြောက်ကလပ်ကိုတွားရောက်ခဲ့ပြီးတော့အပြန်မှာနောင်ခလိုင်ကိုဝင်ကြည့်ခဲ့ပါတယ်နွေရာသီဖြစ်တဲ့အတွက်ကြောင့်မလို့နောင်ခလိုင်ကိုမှာလောစေတော့ရေမရှိသေးပါဘူးဖန်ကနေအဲ့နေ့လည်း2နာရီလောက်မှပဲပြန်ထွက်ပြီးတော့တထုံမှာရှိတဲ့ပြင်းနီနောင်ကိုလည်းဝင်လဲခဲ့ပါသေးတယ်နွေရာသီမှာတော့ဒီလောက်လာတဲ့ဖန်မိုးရာသီမှာဆိုရင်ပူလာတယ်လို့ပြောကြပါတယ်เนาะအဲ့တော့ဖန်ကိုတွားရောက်လေပတ်ဖို့အကြံပေးချင်ပါတယ်တနေရာချင်းစီရဲ့အလားအပတွေကိုလည်းဗီဒီယိုတစ်ခုချင်းစီမှာတင်ပြတဲ့အတွက်ကြောင့်မို့လို့ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်